ချက်ချင်းသောတာပန်အရိယာတီအောင်ဟောဖို့အတွက်သူကဘာဉာဏ်ရှိနေလို့လဲတဲ့မေးကြည့်မယ်သူမှာဗုဒ္ဓစက္ခုများရှိနေလားလူတယောက်ရဲ့အာတရားနှုတ်တရားကိုသိလားသူကသူ့ရဲ့ဣန္ဒြေရင်းမြင်ကိုသိရလားအဲ့လိုသိကြဘယ်လိုပဲရှိလို့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓစက္ခုဘာစက္ခုလဲဗုဒ္ဓစက္ခုမှာဉာဏ်ဘယ်နှပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာတရားနှုတ်တရားဉာဏ်ဘာဉာဏ်လဲနံပါတ်2ကဣန္ဒြိယပရောပရိယတိဉာဏ်ဘာဉာဏ်လဲအဲ့ဒီဉာဏ်နှစ်ပါးရှင်လို့ဘာစက္ခုလို့ခေါ်လဲဗုဒ္ဓစက္ခုလူတရားကိုတရားလို့ရအောင်ပြောဖို့ဆိုတာအဲ့ဒီဉာဏ်နှစ်ပါးရှိမှရတာအဲ့ဒီအဲ့ဉာဏ်နှစ်ပါးကရောဘယ်သူရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ဉာဏ်သူ့မှာရှိနေလို့လားချက်ချင်းပဲသောတာပန်အရိယာတီအောင်ဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဖျားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြတ်လားကျဲကျဲပြောသူရုပ်လားသူမြတ်လားဒီဆရာတော်ကဘယ်ဆရာတော်ကိုရည်ရွယ်ပြီးပြောတယ်ဆိုတာဦးဇင်းတို့ဒကာဒကာမတချို့သိကြမှာပါဦးဇင်းကတော့နာမည်ထုတ်ပြီးမပြောတော့ပါဘူးနော်ဆရာတော်ပြောသွားတာတကယ်မှန်ပါတယ်ယဟန္တာဖြစ်အောင်အထိလုပ်ပေးနိုင်တယ်လို့ပြောလိုက်ခြင်းဟာသူကိုယ်တိုင်လည်းပဲယဟန္တာဖြစ်နေပြီလို့ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်ယဟန္တာမဟုတ်ပါပဲနဲ့ယဟန္တာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေကိုသုတ္တနိဗ္ဗာန်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘယ်လိုဆုံးမထားတယ်လဲဆိုရင်ယောဝေအနရဟံတန်တော်အရဟံပရိဇာနာတိသောရောတဗျမကေလောကေဧတောခောဝတ္တလောဓမ္မောယောနရောအကျဉ်သူသည်အနရဟံယဟန္တာမဟုတ်သည်တန်တော်ဖြစ်ပါလျက်အရဟံယဟန္တာဟူ၍ပရိဇာနာတိဝန်ခံ၏တဗျမကေဗြဟ္မပြေနှင့်တကွသောလောကေလောက၌သောရောခိုးသူကြီးသည်ဟောတိဖြစ်၏ဧသောခောဤသည်လျင်ဝတ္တလောဓမ္မောရုပ်မာသောသဘောတည်းလို့ဟောကြားတော်မူပါတယ်အဓိပ္ပာယ်ကတော့ယဟန္တာမဟုတ်ပါပဲနဲ့ယဟန္တာလို့ဝန်ခံမဲ့ဆိုရင်တခိုးကြီးဖြစ်တယ်သူရုပ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်တခိုးကိုသူရုပ်မာကိုဦးဇင်းတို့ဒကာဒကာမတချို့ကသူတော်ကောင်းထင်ပြီးတော့ဆရာတင်၍ကိုးကွယ်စိတ်ကပ်နေမယ်ဆိုရင်ဘယ်လိုနည်းနဲ့မှသူတော်ကောင်းတရားမရနိုင်ဘူးเนาะသူတော်ကောင်းတရားအစစ်အမှန်ကိုရကျင်တယ်ဆိုရင်တကယ်သူတော်ကောင်းကိုရှာဖွေပြီးတော့ကိုးကွယ်စိတ်ကပ်ပါလို့ပြောခြင်းပါတယ်ဒါမှသူတော်ကောင်းတရားအစစ်မှန်ကိုရမှာပါเนาะအရှင်ဖယားကအသား10မျိုးကိုဘာလို့မစားခိုင်းတာလဲဖယားတဲ့ဖယားကအသားကြီး10မျိုးကိုမစားဖို့ပြညတ်တာဟာယဟန်တွေအတွက်ပြညတ်တာပါလူတွေအတွက်ပြညတ်တာမဟုတ်ပါဘူးเนาะသို့တော်လည်းပဲလူတွေအနေနဲ့အဲ့နာတင့်ပါတယ်ဘာကြောင့်ပြညတ်ရတာလဲဆိုရင်လူသားသည်ဇတ်တုသားဖြစ်သောကြောင့်တုတ်ပိယာကိုအကြောင်းပြု၍ဖျားပြညတ်သည့်အတွက်မစားအပ်နှစ်စင်သည်မင်းတို့၏စင်ရင်ကားဖြစ်သောကြောင့်ဖျားပြညတ်သည့်အတွက်မစားအပ်သုံးမြင်းသည်မင်းတို့၏စင်ရင်ကားဖြစ်သောကြောင့်ဖျားပြညတ်သည့်အတွက်မစားအပ်လေးခွေးသည်ယုံညံ့သောတတ္တဝါဖြစ်သောကြောင့်ခွေးသားကိုစားသောယဟန်တွေကိုလူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြညတ်သည့်အတွက်မစားအပ်ငါငွေသားသူပတအမိရှိတဲ့နဂါမင်းကယဟန်တွေငွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြညတ်သည့်အတွက်မစားအပ်6ချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေကရံပြုတ်သည်ဖြစ်၍ဖျားပြညတ်သည့်အတွက်မစားအပ်ထို့အတူ9ကြာသား10ကြက်သေးသား9ဝန်သား10အောင်းသားတွေကိုလည်းပဲယဟန်တွေကစားတာကြောင့်ဤတတ္တဝါတွေကရံပြုတ်သည်ဖြစ်၍ဖျားပြညတ်သည့်အတွက်မစားအပ်အဆိုပါအသားကြီး10မျိုးကိုစားမယ်ဆိုရင်စားတဲ့ယဟန်သည်ဒုက္ခအပတ်တင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီး10မျိုးကိုမစားဖို့ပြညတ်ရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အောင်းသားဆိုဘာသားလဲဖျားတဲ့အသားကြီး10မျိုးထဲမှာနောက်ဆုံးအောင်းသားဆိုတာပါပါတယ်အဲ့ဒီအောင်းသားဆိုတာဘာကိုပြောတယ်ဆိုတာကိုဦးစင်းလည်းမပြောတတ်ဘူးနော်မပြောတတ်ဘူးဆိုတာကမသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်က၄ချက်လောက်ချပြမယ်နော်နံပါတ်1မြန်မာအင်္ဂလိပ်အဘိဓာန်နဲ့ယူဒတန်မြန်မာအင်္ဂလိပ်အဘိဓာန်တို့မှာအောင်းတတဝါဟာအမွှေးရှည်တဲ့နွားကိုပြောတာလို့ဆိုတယ်နံပါတ်2အရှင်ဩဘာသာဘိဝန္တရေးတဲ့သူတေသနသယုတ်ပြအဘိဓာန်ကျမ်းမှာအောင်းတတဝါဟာဝန်ပလွေကိုပြောတာလို့ဆိုတယ်နံပါတ်3ပါကျုပ်ဆရာတော်ကြီးဗုဒ္ဓဝါဒနှင့်တသက်လွတ်စာတမ်းမှာအောင်းတတဝါဟာဝဝံကိုပြောတာလို့ဆိုတယ်
နံပါတ်4တိပိဋကပါဠိမြန်မာအဘိဓမ္မာအောင်းတတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်အဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်အတိအကျမပြောတတ်ပါဘူးနော်သို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဒီအောင်းသားမစားဖို့ပြညတ်တာတော့သိကြပါတယ်နော်အရှင်ဘုရားလောကမှာဗုဒ္ဓနဲ့မိဘဘယ်သူကပုံမြတ်ပါလဲဖရားတဲ့တာမန်အားဖြင့်ပြောမယ်ဆိုရင်တော့မိဘကပုံမြတ်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်တကယ်တော့ဖရားကပုံမြတ်ပါတယ်နော်ဘာကြောင့်ဖရားကပုံမြတ်ရတာလဲဆိုရင်မိဘသည်သားသမီးအပေါ်မှာချစ်ချင်းမေတ္တာရှိတာမှန်ပေမဲ့မိဘသည်သားသမီးအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာမျိုးကိုတခြားတတ္တဝါတွေအပေါ်မှာမထားနိုင်ပါဘူးဖယားကတော့တတ္တဝါအလုံးအပေါ်မှာမေတ္တာထားနိုင်ပါတယ်။နှစ်မိဘသည်သားသမီးကိုမွေးထုတ်ပေးတဲ့ကျေးဇူးရှိတာမှန်ပေမဲ့သားသမီးကိုတန်တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုမပြသပေးနိုင်ပါဘူး။ဖယားကတော့တတ္တဝါအလုံးကိုတန်တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုပြသပေးနိုင်ပါတယ်။အဲ့ဒီအချက်နှစ်ချက်ကြောင့်ပဲဖယားဟာမိဘထက်ပိုမြတ်ရခြင်းဖြစ်ပါတယ်နော်။အမျိုးသမီးများဖျားစင်းတုတော်များကိုထိကင်ပြီးရေတက်ပယ်တဲ့အခါမိန်းမတွေကဖျားကိုမထိကောင်းဘူးအပြစ်ဖြစ်တတ်တယ်လို့ပြောနေကြပါတယ်မှန်ဖြေကြပေးပါဆရာတော်တဲ့ဒါကဘာမှနားမလဲပဲနဲ့အမျိုးသမီးတွေကိုနှိမ်ပြီးပြောတဲ့စကားပါနော်မြတ်စွာဘုရားဖြစ်ပြီးလို့ကပိလဝနေပြည်တော်ကိုပြန်ကြွတဲ့အခါမှာလူဘဝတုန်းကဇနီးတော်ဆက်ခဲ့တဲ့ရတော်ရရာအမျိုးသမီးဤအဆောင်ကိုကြွပါတယ်အဆောင်ကိုရောက်တဲ့အခါမှာရတော်ရရာအမျိုးသမီးဟာမြတ်စွာဘုရား၏ခြေတော်ကိုလက်နဲ့ထိကင်ပြီးငိုကြွေးတယ်လို့ဆိုပါတယ်စဉ်းစားကြည့်ပါအမျိုးသမီးတွေဟာဘုရားကိုထိလို့မရဘူးဆိုရင်အဲ့ဒီနေရာမှာမြတ်စွာဘုရားဟာတားမှာဖြစ်ပါတယ်အခုတော့မတားတဲ့အပြင်မြတ်စွာဘုရားဟာခွင့်ပြုတော်မူပါတယ်နော်တတ်တော်ထင်ရှားဘုရားရှင်ကိုယ်တော်မှအမျိုးသမီးတစ်ယောက်ကထိကင်ပြီးငိုကြွေးသေးရင်ဘုရားစင်းတုတော်များကိုကုသိုလ်စိတ်နဲ့ထိကင်ပြီးရေသက်ပေတာဟာဘာအပြစ်မှမဖြစ်ပါဘူးကုသိုလ်ပဲရပါတယ်နော်အရှင်ဘုရားတေဆုံးသွားတဲ့လူဟာ9 ရက်မပြည့်ခင်သူ့အိမ်မှာပဲရှိနေတယ်ဆိုတာဟုတ်ပါသလားဖေဟာဖြေကြားပေးပါအရှင်ဘုရားတဲ့တချို့ကလူတစ်ယောက်တည်သွားပြီဆိုရင်အဲ့ဒီတေသူရဲ့ဝိညာဉ်ဟာအိမ်မှာ9 ရက်ရှိနေတယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီအယူဟာအန္တရာဘဝဒိဋ္ဌိအယူဖြစ်ပါတယ်အန္တရာဘဝဒိဋ္ဌိအယူဆိုတာဂျာကာလဘဝတစ်ခုရှိတယ်ဆိုတဲ့အယူကိုပြောတာပါအဲ့ဒီအန္တရာဘဝဒိဋ္ဌိအယူဟာလွဲမှားတဲ့မိစ္ဆာဒိဋ္ဌိအယူဖြစ်တာကြောင့်ထေရဝါဒဗုဒ္ဓဘာသာအယူနဲ့ဆန့်ကျင်ပါတယ်သုတိနဲ့ပရိသန္တိဆိုတာတစ်ဆက်တည်းဖြစ်တာပါသုတိဆိုတာကသေတာကိုပြောတာပါပရိသန္တိဆိုတာကနောက်တစ်ဖန်ပြန်ပြီးမွေးဖွားတာကိုပြောတာပါကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်လူဘုံနတ်ဘုံမှာဖြစ်ပါမယ်အကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်ငရဲပြိတ္တာတရိစ္ဆာန်အတူတကယ်ဆိုတဲ့အပယ်လေးဘုံမှာဖြစ်ပါမယ်ဒါကြောင့်လူဟာတည်ပြီးရင်ဝိညာဉ်ဘဝနဲ့အိမ်မှာ9 ရက်နေတဲ့ဆိုတဲ့အယူဟာလွဲမှားတဲ့အယူဖြစ်ပါတယ်နော်အရှင်ဘုရားနောက်ဘဝမှာယောက်ျားလေးဖြစ်အောင်ဘယ်လိုကုသိုလ်မျိုးပြုလုပ်သင့်လဲဖရာတဲ့နောက်ဘဝမှာယောက်ျားဘဝကိုရကျင်တယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံကိုအထူးရှောင်ကျင်ပြီးတလတစ်ကြိမ်ဇာတိဥတုသေးတွင်ရခြင်း2လင်းအိနောက်သို့လိုက်ရခြင်း3လင်းအိအလုံးကျွေးပြုရခြင်း4ကိုဝန်ဆောင်ရခြင်း5တားဖွားရခြင်းဆိုတဲ့မိမတွေရဲ့အဝေနိကဒုက္ခ5ပါးကိုစင်ကြင်ယုံမုံပြီးမိသည့်ကုသိုလ်ကောင်းမှုပဲပြုကုသိုလ်ကောင်းမှုပြုတိုင်းမှာယောက်ျားဘဝကိုဆုတောင်းပါအဲ့ဒါဆိုရင်နောက်ဘဝယောက်ျားလေးဖြစ်ပါပြီနော်အရှင်ဖယားအိမ်တအိမ်မှာအလှူတစ်ခုလုပ်ရင်တန်ဃာတော်တွေပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူကလိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ဃာတော်တွေအာပတ်သင့်တယ်ဆိုတာဟုတ်ပါသလားဖယားတဲ့ယဟန်တွေကလူသားမဏေတွေနဲ့အတူပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့လုပ်မယ်ဆိုရင်ဗဒ္ဓသောဓမ္မသိက္ခာပုအယသုဒ္ဓပါစိတ်အပတ်သင့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့တန်ဃာတော်တွေပရိရွတ်တဲ့အခါမှာနောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်ဆိုင်တော့မဆိုင်ပါဘူးဘာကြောင့်လဲဆိုရင်တန်ဃာတော်တွေပရိရွတ်တယ်ဆိုတာကပု
ပုတ်ပြန်ချနေတာမဟုတ်ပါဘူးတရားချင်းမြင့်နေတာဖြစ်ပါတယ်ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအာပတ်မသိနိုင်ပါဘူးသို့တော်လည်းပဲဒီနေရာမှာတတိထားရမှာတစ်ခုကမိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲနာကြတာပဲကောင်းပါတယ်နော်